ပြောပြတယ်မောလက်ထီအတွေ့အကြုံလေးကျမ ဘာလဲ အမလေးဟိုဗာလေကား expert ကားစီတော့ဆိုရင်ဟိုဘာလို့အချက်သမားနဲ့ကြာတယ် ဟုတ်ဘူးexpert ကားကွာexpert ကားအိမ်ကနေပြီးတော့ကားလက်မှတ်ဖြတ်ပြီးတော့စီးလိုက်တာကွာကားလက်မှတ်ဖြတ်ပြီးတော့စီးရခါကျတော့ကားပေါ်ရောက်တော့မှကွာအမှန်ဆိုရင်မိန်းကလေးချင်းတွဲပါလားတွဲတယ်ဒါပေမဲ့ကိုကလေးကြတော့ကန်ကောင်းနေကွာသိလားအကိုကြီးအကိုကြီးနဲ့ကြာ အစင်းလေးနဲ့ အစင်ဆိုတော့လေကွာလဲသိရမလားအစင်မော့ဟဲသိရမလားဆိုတော့အစင်ဆိုပြီးတော့တားရင်ဝမ်းသာပြီးတော့အဲ့လိုအစင်နဲ့ကြာတာဆိုပြီးဟိုဗာလဲကလမဖြစ်ပြီးကလမဖြစ်ပြီးနေရတော့မှကျေးဇူးတွေတင်းနေတာသိရအဲ့လိုမျိုးကိုညီတဲ့စိတ်ထားမျိုးရှိရပါအင်းဒီပါရင်မုံနေပါရင်မုံအင်းဒီပါဆွဲချတာမယ်ထိုင်တာဒီလိုလေးထိုင်တာချမ်းဆောင်လေးဒီလိုလေးကားပေါ်မှာနော်အကျယ်ကြီးကိုရှင်းဆောင်လေးထိုင်ပြီးတော့အပေါက်ကိုငေးတာပေါ့ဟဲ့ငေးတစ်လိုက်လို့ပုံစံမျိုးသီးလားအဲ့မဲ့တော့အဲ့ဒီအကိုကြီးကတက်လာလုံးဝအချောလဲချောတယ်ကွာတန်လဲတန်နေသီးလားအဲ့မဲ့ငါတို့ထက်တော့အသက်ကြီးလောက်တယ်အဝေးစီပေါ်သွားတယ်ထိုင်မယ်နော်တဲ့သူ့ကုံသူထိုင်တာငါ့ကိုခွင်တောင်းတာအဲ့ဒီကငါလုံးဝကွာသိရမလားရင်ကျေးွားပြီပေါ့အဲ့လိုမျိုးရင်ကျေးွားပြီသီးလားကိုယ်စိတ်ထဲမှာတွေးလိုက်တာရင်ကျေးသွားဒါမဲ့တော့ကားလဲစလဲထွက်ပွားဘလောက်မှမကြသေးဘူးကွာတီလာအဲ့ဒီကိုးပင်ရနေထွက်ပြီးအောင်လန်လောက်မှာဇာတိရပြတာတော့ရန်နံထွက်လာပြီခွပုံးခုလားအေးရန်နံထွက်လာပြီငါလည်းဖယ်သွားမှလဲရန်ကုန်ခွေးရလည်းရန်ကုန်ပဲစုံနေပြီစုံနေပြီအဲ့လိုညီမလေးလမ်းထမင်းစားနိုင်ထမင်းစားမှလားထမင်းစားမှကိုကြီးလည်းထမင်းစားမှစုံနေပြီလမ်းကြောင်းကတော်တော်လေးကောင်းနေပြီတော်ဖြစ်နေပြီးလဲပြောရေမူသမားပါရေတော်ကြနေကုန်းတွေထားထွေးပြန်ပြီပတင်းမောက်ပြုတ်ခဲ့တော်ကြနေကုန်းတွေထားထွေးပြန်ပြီပြုတ်ခနေအေးသိလားကြားရပါဖြစ်လဲဆိုလို့ရှိရင်ငါအမျက်နှာနေပြီကိုယ်တို့ရှင်တော့ညီမလေးဘာဖြစ်လဲသလားကိုကြီးကမုန်းနေရတဲ့အားနဲ့စိတ်ကတော်တော်ရှုပ်သွားပြီအဲ့ကိုရှင်မှာကွာသီလားဂေးနဲ့ဂေးတယောက်ပါတယ်ကွာဂေးရလို့မျက်နှာလန့်ကြည့်အရန်စိတ်အိုက်နေပြီဆိုတော့သိရတဲ့စိတ်အရန်ရှုပ်သွားပြီဆိုတော့သူသိတယ်ကွာမုန်းနေတော့လေကိုကစကားပြောတယ်မရိုင်းညင်တော့မဟုတ်ရင်ကွာကားဆရာကိုခေါ်ပြီးတော့ချိန်ခိုင်းမှာပါအဲ့လိုမျိုးဆိုတော့သူကငါလေးနေရာချင်းလဲအောင်ဝန်တာလိုက်တာအေးကဘာမှသိရမလားမလေးလုံးဝထီပေါက်တဲ့နေ့အဲ့ချိန်မယ်ဆိုတော့ तू ကငါ့ကိုလာပြောလေဘယ်ကိုချိန်မှလဲတဲ့နေရာချိန်မှလဲလို့ဆိုဘာဖြစ်တာလဲဟိုငါ့ကိုကျွေးရ तू လဲတော့မှခေးရသလားထိုင်လိုက်တာအမေ तू ကငါ့ကိုတလန်းလုံးပြောလာအေး तू ကသူတို့ရွာမှာပေါ့အေးဇိုးပေါ့ကလာသားကောင်းဖလို့ပေါ့ငါတလန်းလုံးကြွားလာတာအေးမူးနေတော့လေစကားအမှုသမားနဲ့ညမဖက်ဖြတ်မဖြစ်ရှင်တော့ကွာအေးစစ်စစ်လေးပဲဘလို့လေးပဲပြောပြီးကိုနေလိုက်တာဆိုအဲ့ဒီဘလို့လုံးလိုက်လဲမသိဘူးငါ9မိနစ်လောက်ပဲအိပ်ပျော်သွားတာအဲ့ဒီရွာမှာဇိုးကလာသားကောင်းဇိုးပါဆိုတဲ့ဥစ္စာလေးငါလည်းလှမ်းကြည့်လိုက်ကောလေအရှိကကားမောင်းနဲ့ကားဆရာရဲ့ဘေးနားမှာဟိုကုန်းလေးရှိမှာအဲ့ဒီကုန်းလေးမှာပစိုးကြီးချုံပြီးအိမ်ညာဝါခေးကအိမ်ညာခုံကကား